လန်ရီအရှုပ်တော်ပုံကိစ္စခဏထားအောင်ဒီအချက်တွေနဲ့အမေရိကန်ထုတ်ပယ်လိုက်တာမှန်ကန်တယ်လို့ယာလုံးပြည့်လက်ခံပေးနိုင်ပါတယ်။ပြည်သူများလုံးဝဲမင်္ဂလာများ Red TV Talk ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ Manchester United ဆိုတဲ့နာမည်ကကမ္ဘာဘောလုံးလောကမှာအကြီးအကျယ်ဆုံးအမှတ်တရ brand တစ်ခုပါ။ဒီလိုအသင်းမျိုးကိုကင်တွယ်ရတဲ့နေပြကြောက်အတွက်နိုင်ဝဲရခိုင်နှုန်း33%ရာခိုင်နှုန်း 33% win rate ဆိုတာဟာယာလုံးမြဲဖို့နေနေတာကအသင်းမှာဆက်ရှိနေတာကားကိုအံ့ဩစရာကောင်းနေပါပြီ။ Ruben Amorim ဆောင်းရောက်လာတုန်းကတော့ Sporting မှာလုပ်ပြခဲ့တဲ့စွမ်းဆောင်ရည်တွေလူငယ်သွေးသစ်တွေနဲ့တက်ကြွတဲ့3-4-3ကစားကွက်တွေကိုပရိသတ်တွေမျှော်လင့်ခဲ့ကြပါတယ်။ဒီကတော့ဟုတ်ပြီဟေ့။ဒါပေမဲ့လက်တွေ့မှာတော့ Premier League 49ပွဲဖြတ်သန်းပြီးချိန်မှာရလဒ်တွေကကပ်ဘေးဆိုင်သလိုဖြစ်နေပါတယ်။နိုင်ဝဲ16၊တေး14ရှုံးပွဲ19ပွဲရှုံးပွဲကနိုင်ဝဲထက်များနေတဲ့အနေထားပါ။ဒါကြောင့်ဘုတ်ဖွဲ့ကသူ့ကိုထုတ်ပယ်လိုက်တာဟာလုံးဝမျှတတဲ့ဆုံးဖြတ်ချက်တစ်ခုလို့ပဲမြင်ပါတယ်။ဘာကြောင့်လဲဆိုတာဆက်ပြောကြတာပါ။ပထမဆုံးအနေနဲ့သူ့ရဲ့လက်ထက် United ရဲ့ရလဒ်မှတ်တမ်းကိုနည်းနည်းလောက်ခွဲခြမ်းစိတ်ဖြာကြည့်ရအောင်။49ပွဲကစားထားရမှာ19ပွဲရှုံးနေဆိုတာ40%လုံးဒီမှာရှုံးနေတာပါ။ဒါ United လို့အသင်းကြီးတစ်သင်းအတွက်မဟုတ်ပဲတန်းစင်းဆောင်တာကတ်နေတဲ့အသင်းတွေရဲ့စွမ်းဆောင်ရည်မျိုးဖြစ်နေပါတယ်။ပုံမှန်အားဖြင့် United နေပြတယောက်ဟာတရားတီလုံးမှာ9ပွဲ6ပွဲတက်ပိုရှုံးရင်တော့ဖိအားများနေရမယ့်အချိန်မှာအမေရိကန်ကတော့ရှုံးပွဲတွေကိုရေလိုသုံးသွားခဲ့ပါတယ်။တေးပွဲ14ပွဲဆိုတာကလည်းအနိုင်ရအောင်မစွမ်းဆောင်နိုင်ခြင်းကိုပြပါတယ်။အထူးသဖြင့် Old Trafford လိုအိမ်ခွဲမှာကစားပြီးအသင်းငယ်တွေကိုခက်အခဲတေးကစားရတာဂုဏ်မသွင်းနိုင်တာတွေကအမေရိကန် News နဲ့ Tactics ဟာ Premier League နဲ့အမွေမှုဆိုတာကိုပြသနေပါတယ်။နိုင်ပွဲက16ပွဲတည်းရှိတယ်ဆိုတာ3ပွဲကစားမှတပွဲပဲနိုင်တဲ့ပြင်းပြနှုန်းပါချန်ပီယံလိဝေကိုမျှော်မှန်းဖို့တော့ခက်ခဲတဲ့နှုန်းထားပါပြီ။အဲဒီတန်ဟန်အော်လီဂနာဆိုရှာတို့ဘယ်သူနဲ့ပဲရှင်အမေရိကန်ရဲ့33%ဆိုတာအနေဆုံးနေထားပါဒီလောက်ရလဲဆိုနေတာတော့49ပွဲအထိအချိန်ပေးခဲ့တဲ့ဘုတ်ဖွဲ့ကိုပဲအရန်စိတ်ရှည်လုံးတယ်လို့ပြောရမလို့ဖြစ်နေပါပြီ။ရလဲဆိုတာတခုတည်းအကြောင်းထုတ်ပယ်ခံရတာဟုတ်ပါသလားမဟုတ်ပါဘူးအဓိကပြဿနာကမျှော်လင့်ချက်မရှိတော့ခြင်းပါနီးပြတယောက်ရောက်လာရင်အနည်းဆုံးတော့6လတင်းလောက်နေရင်သူ့ရဲ့ကစားပုံပေါ်လာရပါတယ်အမေရိကန်နိုင်ငံကတော့ဘာကစားကွက်မှန်ကိုမသိရပါဘူး။ကန်စစ်ကစားရလားဆိုတော့လေဂိုးတွေပေးနေရတော့တိုင်းစစ်စင်တာလားဆိုတော့လေဂိုးသွင်းတော့ကနည်းလို့နေစပေါ်တင်မှာတမင်ကြီးခဲ့တဲ့3-3စနစ်ကိုအတင်းထဲဖို့ကြိုးစားပေမဲ့ပရီးမီးယားလိရဲ့တိုင်းစစ်အမြန်နှုန်း pace နဲ့ကြန့်ခိုင်မှု physicality ကိုမရှင်းနိုင်ခဲ့ပါဘူး။ဂါနာချို Redford တို့လိုဒီကကစားမတွေကိုနေရာမပေးဘဲထွက်ခွာသွားစီတာအသင်းသားတွေကြားထဲမှာစီးလုံးမှုမတီးဆောက်နိုင်တာတွေကကွင်းထဲကခြေစွမ်းပေါ်တက်ရောက်မှုရှိခဲ့ပါတယ်။ကစားမတွေကနေပြအတွက်အသေးလဲကစားပေးခြင်းစိတ်မရှိကြတော့ဘူးဆိုတာသူတို့ရဲ့ body language ခန္ဓာကိုယ်လှုပ်ရှားမှုတွေမှာအထင်သာမြင်နေရပါတယ်။အချိန်ပြပါအောင်ဆိုတဲ့စကားကပထမရာသီဝက်လောက်အထိပဲအသုံးခံပါတယ်။ပွဲပေါင်း90နီးပါးရောက်လာတဲ့အထိအသင်းကတိုးတက်မလာပဲနောက်ပြန်ဆုတ်သွားတယ်ဆိုရင်တော့ဒါဟာနီးပြရဲ့အရေးချင်းမမီဘူး incompetence ပါပဲ။ပြန်မဲ့အသင်းတွေဖြစ်တဲ့ Liverpool, Arsenal, Man City တို့ရှေ့ရောက်နေချိန်မှာ United ကနေရာဟောင်းမှာလဲနေတာကလက်ခံနိုင်စရာမရှိပါဘူး။ခြုံပြောရရင် Ruben Amorim ကိုထုတ်ပယ်လိုက်တာဟာလုံးဝထိုက်တန်ပါတယ်။49ပွဲဆိုတဲ့ခွင့်ရင်းဟာနီးပြတယောက်သူ့ရဲ့စွမ်းရည်ကိုပြသဖို့လုံလောက်တာချက်ပိုပါတယ်။ဒါပေမဲ့ရလက်တွေကတမိုင်းဝင်ဆိုးရွာတယ်။ကစားပုံကပြင်းစရာကောင်းပြီးတိုးတက်မှုမရှိဘူး။အနာဂတ်အတွက်မျှော်လင့်ချက်ရောင်ချီမမြင်ရဘူး။ဒီအချက်3ချက်စုံနေတဲ့အပြင်33%ဆိုတဲ့နိုင်ဝဲရာခိုင်နှုန်းကအမေရိကန်ရဲ့ United နီးပြဘွားကိုရက်စဲဖို့ခိုင်လုံလုံးနဲ့တက်တည်ပါပြီ။အမေရိကန်ထွက်ခွာသွားခြင်းဟာမန်ယူအတွက်အဆုံးသတ်မဟုတ်ပဲလမ်းမပေါ်ရောက်နေတဲ့ယထာကြီးကိုပြန်တက်မှတ်ဖို့လိုအပ်တဲ့ပြုပြင်ပြောင်းလဲမှုတစ်ခုသာဖြစ်ပါတယ်။ United ပရိသတ်တွေအနေနဲ့ကတော့သွားသူလည်းငြိမ်းချမ်းပါစေလာမဲ့သူလည်းကဲတင်နိုင်ပါစေလို့ပဲဆုတောင်းရတော့မယ့်အခြေအနေပါခင်ဗျာညီကိုတို့ကရောအမေရိကန်ထုတ်ပယ်ခံရတဲ့အပေါ်ဘယ်လိုမြင်ကြလဲလက်ခံပေးလို့ရနိုင်တဲ့ထင်လားပြောပေးသွားခဲ့ကြပါဦးအစောကြီးကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ